မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ schedule set co-founder မင်းဖုံးမြတ်ပါကျွန်တော်တို့အခု2026လည်းရောက်ပြီဆိုတော့ schedule ဆိုတည်ထောင်ခဲ့တာအခုဆိုရင်3နှစ်ကျော်4နှစ်တည်းရောက်သွားပြီပေါ့နော်ကျွန်တော်ဒီနှစ်ထဲမှာလည်း pilot program တစ်ခုကျောင်း founder တွေအတွက်ကျောင်း founder တွေအတွက်ကျွန်တော်လုပ်ပေးခဲ့တယ်ကျောင်း founder တွေနဲ့အနီးကပ်တိုင်ပင်ဆွေးနွေးပြီးတော့ဒီလိုမျိုးပြဿနာတွေကျွန်တော် software နဲ့ဖြေရှင်းပေးလို့ရမလဲတခြားတိုင်ပင်ပြီးတော့ကျွန်တော်တို့ schedules မှာလည်း features အသစ်လေးတွေထပ်ထည့်ပေးခဲ့တယ်ဆို pilot program အခုပြီးသွားပြီပေါ့နော် pilot program ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ schedules ထဲမှာဘယ်လိုမျိုး features အသစ်တွေထပ်ပါလာလဲအခုလက်ရှိကျောင်းနေလဲဘယ်လိုမျိုး features တွေသုံးနေကြလဲကျွန်တော်တို့ဒီ video မှာ recap လေးလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ကျောင်းမှာရှိတဲ့ဝန်ထမ်းတွေ full time part time employee type မျိုးပေါ့နော်ဝန်ထမ်းတွေနဲ့ဆရာဆရာမတွေကိုကျွန်တော်တို့လာတိုင်းလစာပေးတဲ့အချိန်မှာလစာတွက်ရတဲ့ကိစ္စပေါ့နော်အဲ့ကိစ္စကိုကျွန်တော်တို့ခု software မှာfeatures တစ်ခုထည့်ထားပြီးတော့ teachers တွေကcheck in check out လုပ်ပေးရတယ်ကျွန်တော်တို့ရဲ့ system မှာ auto payroll ကို calculate လုပ်ပြီးသွားပြီပေါ့ဆိုတော့လကုန်နဲ့ဘယ်သူဘယ် teacher ကိုဘယ်လောက်ပေးရမှာလဲဘယ် staff ကိုတော့လစာဘယ်လောက်ပေးရမှာလဲကျွန်တော်တို့ admin က data တွေအကုန်လုံးကိုကြည့်လို့ရနေပြီ auto calculate လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ကျောင်းသားတွေလစာပေးတဲ့ကိစ္စပေါ့နော်ကျောင်းသားတွေတစ်လတစ်ခါသူတို့ enroll လုပ်ထားတဲ့အတန်းတွေကိုကျွန်တော်တို့လစာသွင်းရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့သူတို့ဖြစ်တဲ့ပြဿနာကကျွန်တော်ကျောင်းသားတွေကနေရာမျိုးစုံ messenger page ကနေလည်းလာတင်ကြတယ်Fiverr ကနေပို့တယ် Telegram ကနေပို့တယ်နေရာပေါင်းစုံနေပြီးတော့ payment တင်ပြီးသွားရင်တို့ရဲ့ transaction screenshot တွေပေါ့နော် screenshot တွေပို့ကြတယ်အဲ့ဆို teacher admin team အနေနဲ့အဲ့ screenshot တွေကနေရာတိုင်းကနေပို့နေကြဆိုတော့Fiverr မှာလည်းကျောင်းသားတွေကအများကြီးပဲကျွန်တော် Fiverr တစ်ခုချင်းစီ scroll ပြီးတော့screenshot တွေကိုလိုက် download ချရတယ်အခုအဲ့ download ချပြီး Telegram သွားပြီးတော့ download ထပ်ချရပြန်ပြီပြီးသွားရင်အဲ့ download ချပြီးတဲ့ screenshot တွေရဲ့ data တွေကိုလည်းကျွန်တော် Excel ထဲမှာတို့တော့သွားပြီးတော့တင်ရသေးတယ်အဲ့ဆိုအဲ့ကိစ္စလည်းတို့ထပ်လုပ်ရသေးတယ်အဲ့ဆိုအလုပ်တွေအများများနေပေါ့နော်အဲ့ဒီအချိန်မှာဆိုတော့ကျောင်း founder တွေလည်းဒီကိစ္စကိုနားလည်ကြမယ်ထင်ပါတယ်ဒီလိုမျိုးဖြစ်နေတဲ့ပြဿနာကိုscreenshot တွေအရင်ရှုပ်တာပေါ့နော်အဓိကကတော့တနေရာထဲမှာမရှိနေဘူးပေါ့အဲ့ဆိုကျွန်တော်တို့အခုအဲ့ဟာကိုလည်းအခုကျွန်တော်တို့ schedules မှာအဲ့အတွက်ကျွန်တော်တို့ features တစ်ခုထည့်ပေးရတယ် features တစ်ခုထည့်ပြီးသွားပြီကျောင်းသားတွေက screenshot ကိုတင်လိုက်ရုံပဲ screenshot တင်ပြီးတော့ကျွန်တော်တို့ကဒီကျောင်းသားကဘယ်လောက်ပေးပြီးသွားပြီလဲကျွန်တော်တို့ verify လုပ်ရုံပဲ admin ကဖြစ်သွားပြီအဲ့ဆိုတော့တော်တော်လေးအဆင်ပြေသွားပါတယ်တခြားfounder make တွေလည်းကျွန်တော်တို့အခုလောက်ထားတဲ့ features တွေကိုကြည့်ကျင်တယ်စမ်းသုံးကြည့်ကျင်တယ်စိတ်ဝင်စားရဆိုကျွန်တော်ကို messenger မှာအချိန်မျိုးလာပြောလို့ရပါတယ်ကျွန်တော် meeting လေးလုပ်ပြီးတေချာရှင်းပြပေးမယ်နောက်ပြောရင်အားလုံး save ပြီးကျွန်တော်လုပ်ပေးမယ်ပေါ့နော်အကယ်ဒီကျွန်တော်တို့အခုလောက်ထားတဲ့ဟာကလက်ရှိ workflow နဲ့အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့အဲ့ workflow နဲ့အဆင်ပြေအောင်ကျွန်တော်တို့ဒီဘက်မှာ changes တွေလုပ်ပေးရပါတော့ customize ပြင်ပေးတယ်ပြင်ပေးသွားရင်အဆင်ပြေသွားရင်ကျွန်တော်တို့တေချာအောင်လုပ်ပေးတယ်အဲ့ဆိုစိတ်ဝင်စားရဆိုကျွန်တော်တို့လာပြောလိုက်ပါကျွန်တော်တေချာလေးရှင်းပြပေးပါမယ်အခုလိုမျိုးဗီဒီယိုအတော်လေးလည်းကျွန်တော်ပုံမှန်တင်ပေးသွားမှာပေါ့နော်အဲ့ဆိုကျွန်တော်တို့ schedule set social media channel လေးကိုလည်း like and follow လုပ်ပေးဖို့အတွက်ပြောချင်ပါတယ်ခင်ဗျအားလုံးပဲ happy new year